2000ဘိုးနောက်ပိုင်းမွေးတဲ့လူငယ်လေးတွေရဲ့တတူးဒီဇိုင်းကစိုက်ပါပဲဒီမောင်လေးဆိုလို့ရှိရင်လည်းစိုက်ပါဒီဇိုင်းတွေကိုမှသူကတကိုယ်လုံးကိုသူကဖြည့်သွားမှာဆိုတော့သူ့ရဲ့အိမ်မက်တွေကိုအကောင့်တွေပေါ်ပြီးမှတော့အခုမြင်တွေ့နေရတဲ့တတူး artist ဒိုရာပဲဖြစ်တယ်ဒိုရာရဲ့လက်ရဘယ်လောက်ထိကောင်းလဲသူဘယ်လောက်ထိတည်တတ်အောင်ရေးနိုင်လဲဆိုတာကိုဒီဗီဒီယိုဆုံးထိကြည့်ပြပါအားလုံးကြည့်ပါ Listen to this ultrasound, sound, sound, sound. Listen to this ultrasound, sound, sound, sound. Listen to this. Listen to this ultrasound, sound, sound, sound.